အားလုံးပဲမင်္ဂလာပါဘော်ဒါတွေမအိတ်ခင်နားထောင်ဖို့ဒီတိတ်ရင်ဖို့ဇလန့်ကောင်းလေးတွေယူဆောင်လာတဲ့ Before You Sleep ကကြိုဆိုပါတယ်ကစားခွဲအရှင်တက်နေစဉ်ကလေးတယောက်ကဘောလုံးကိုဂိုးထဲဝင်စေရန်အာကုန်ကန်လိုက်သည်တိုးတော့ဘောလုံးကဂိုးထဲမဝင်ပဲကွင်းတောင်ရှိထုထပ်လုံးတော့ခြုံပုံများအနောက်သို့လွင့်ဆင်းသွားခဲ့သည်ငါးသွားကောက်မယ်ဟူဆိုကဖိုးလုံးတယောက်ထဲခြုံတဲသို့တိုးဝင်သွားခဲ့သည်ခဏအကြာတွင်ဖိုးလုံး၏အတန်ကုန်ဟစ်အော်လိုက်သောအတန်ကြီးကကွင်းပြင်တစ်ခုလုံးကိုတုန်ခါသွားစေခဲ့သည်ဖိုးလုံးနောက်ဆုံးမြင်လိုက်ရသည့်မြင်ကွင်းမှာဘောလုံးဘေးတွင်လူကဲ့သို့ထိုင်နေတော်လေတကိုယ်လုံးမြဲမောင်နေသည်ထူးဆန်းသောတတ္တဝါကြီးတစ်ကောင်ဖြစ်သည်အော်တန်ကြား၍ကြံသောကလေးများခြုံပုတ်စီသို့အပြေးအလွှာသွားကြည့်ကြသည်သူတို့မြင်လိုက်ရသည်မှာမြတ်တော်တဲ့တွင်ငြိမ်သက်နေသောဘောလုံးတစ်လုံးသာဖိုးလုံးကိုဘယ်မှရှာမတွေ့တော့ကလေးများအလုံးကြောက်လန့်တကြားနေရွာတဲသို့ပြေးဝင်ပြီးလူကြီးများထံအကူအညီတောင်းကြတော်သည်